ခိစားနေတဲ့အကြောင်းအရာများအစီအစဉ်ကနေနာမည်ကြီးနေတဲ့မီနူလေးကိုလောက်ပြပေးသွားမှာပဲဖြစ်ပါတယ်။လောက်ရတာလည်းအရင်လွယ်တယ်။ TikTok မှာလည်း trend ဖြစ်နေတယ်ပြီးတော့ဈေးလည်းအရင်တောင်းတယ်။အော်ဒါနဲ့အခု True Magic ထက်ကမိသားစုဝင်တစ်ခုရဲ့အဖြစ်ပူပေါက်လိုက်ပြီးမို့ဘယ်စီမဲ့တော့တန်လာချစ်တူတူပဲနဲ့တငယ်ချင်းတို့ရဲ့ကဲစလိုက်ရအောင်နော်။ဒါလီအားလုံးက7-11ကိုဝင်လိုက်တာနဲ့ကြမှာနော်။ငါတစ်တာကိုအရင်ဦးဆုံးထမီနဲ့ထက်လိုက်ပြီးရင်ကြက်ဥလေးပဲငေါပြရင်နည်းနည်းလေးနဲ့ရောနေလိုက်မယ်ပြီးရင်အဆက်အတွဲငရုတ်သေးကြော်လေးထည့်လိုက်မယ်ပြီးရင်အားလုံးကိုနေလိုက်ရုံပဲဝင်းနေတာပဲဒီလိုဆိုရင်အယောင်ကိုလိုက်ဖက်ညီမဲ့ရှယ်အေးလေးလည်းလုံးမယ်နော်ပါဝင်ပစ္စည်းကတော့နှစ်ခုတည်းအရင်ဆုံးခြာထိုင်းကိုခွဲတဲ့ထည့်လိုက်မယ်ပြီးရင်ရေခဲမုတ်လေးကိုအပေါ်ကနေထည့်လိုက်မယ်ဝေါဒီမှာကြည့်လိုက်နှစ်ထပ်ဖြစ်နေတာလေးကလာနေရပြီးပါပြီရှုရှက်ထမင်းတော့လေးနဲ့ခြာထိုက်ဖန်နီလာလေးကဲညီကြည့်လိုက်ရအောင်အရသာလေးကကောင်းနေရငရုတ်သေးကြော်ဆက်ဆက်လေးနဲ့အဆက်အဟက်ကတက်နေရအရွက်လေးနဲ့စားရင်ပိုမိုက်တယ်အေးလေးပါမြည်ကြည့်လိုက်ရအောင်မိုက်နေရလမ်းဆောင်သွားတာပဲခြာထိုင်းနှံလေးကလည်းမွေးနေရပဲအရသာလေးကလည်းထူဆောင်ပြီးတော့အယောင်နဲ့ဟိုမှာလိုက်ဖက်တာလောနာမည်ကြီးတာလည်းမဆန်းဘူးလေပြီးတော့အိမ်နဲ့အနီးဆုံး7-11မှာလည်းဝယ်လို့ရတယ်နော်ဒါအပြင် True Detail SIM ကိုအိမ်နဲ့နေတဲ့7-11တိုင်းမှာဝယ်လို့ရပြီနော်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like နဲ့ share လေးနှိပ်သွားပြီးစုံစောဖုန်းလေးကန်ဆန်းလိုက်ရအောင်နော်ဒီ post အောက်မှာကိုစိတ်ကြိုက်လို့ရတဲ့မီနူတွေကနေဘလို့မီနူမျိုးကအရသာအရှိဆုံးလို့ထင်တယ်ပြီးတော့တငယ်ကြီးတယောက်ကိုမရှိခေါ်ပြီးဖုန်းလေးကန်ဆန်းလိုက်ရအောင်နော်နောက်ဆုံးအနေနဲ့ True Detail SIM ကိုများများသုံးကြစို့နော် True Detail မြန်မာရဲ့ TikTok Facebook YouTube တို့ကို like share နဲ့ follow လေးများများလုပ်ထားပေးကြအောင်နော်